အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဆရာဒေးဗစ်ကင်ရဲ့ Heal ဆောင်ရောက်မြန်မာတယောက်ဆိုတဲ့စာအုပ်ကိုကျွန်တော်ဖတ်ရင်းနဲ့ပေါ့နော်အထူးသဖြင့် worship တင်နေတဲ့တူတယောက်ချင်းစီပေါ့နော်ကိုးကွယ်တဲ့အခါမှာဘယ်လိုမျိုးဖျားသခင်နဲ့ချင်းကားရမလဲဆိုတာလေးကိုရေးထားတာဖြစ်တယ်ဆိုတော့အမှန်တမ်းကောင်းကြီးဖြစ်တဲ့စာအုပ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဖတ်ရအောင် listen အောင်ကျွန်တော်တို့စာရအောင်Heal Song အသင်းတော်ကနေရရှိတဲ့ပထမဆုံးသင်ခန်းစာကတော့အသင်းတော်ရဲ့ကဏ္ဍတိုင်းကို excellent spirit နဲ့လောက်ကင်တတ်တဲ့အလိထပဲဖြစ်ပါတယ်။ excellent spirit ကိုအကောင်းဆုံးဆောင်ရွက်လို့ဒီစိတ်ဓာတ်လို့အတိတ်ပဲဖွင့်လို့ပါတယ်။အကောင်းဆုံးဆောင်ရွက်လို့တဲ့စိတ်ဓာတ်ဆိုတာလိုအပ်ခြင်းမရှိခြင်း perfect ဖြစ်ခြင်းကိုဆိုလိုတာမဟုတ်ပဲအစွမ်းစားရှိသမျှနဲ့အကောင်းဆုံးလှုပ်ဆောင်ခြင်းတဲ့စိတ်ကိုဆိုလိုတာဖြစ်ပါတယ်။ perfect ဖြစ်ဖို့မလုပ်ပါနဲ့ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။ excellent ဖြစ်ဖို့ကြိုးစားပါ။ဒါကြောင့်လဲဆိုတော့ excellent ဖြစ်ခြင်းမှာတင်ယူဖို့တိုးတက်ဖို့တက်လန့်အမြင်ရှိပါတယ်။ perfect ဖြစ်သွားရင်တိုးတက်စရာမရှိတော့ပါဘူးဒီအပိုင်းကိုယ့်ရဲ့တီးခတ်မှုတီးဆိုမှုဟောပြောမှုတွေကိုနောက်တစ်ပတ်မှာဒီထက်ကောင်းအောင်ဘယ်လိုမျိုးပြုပြင်လှုပ်ဆောင်ပြီးအမြဲပြင်ဆင်လေ့လာကြိုးစားခြင်းကိုဆိုလိုပါတယ်ဘုရားသခင်ကနှုတ်ကပတ်တော်မှာအကောင်းဆုံးလှုပ်ဆောင်ဖို့တုံ့တင်ထားပါတယ်ဒီဤဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျုံးမဲ့ဉာဏ်ရှိသမျှအစွမ်းတတိရှိသမျှနဲ့ချစ်လော